အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ CMA ဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ Cold Craft ဆိုတဲ့ Adam လေးပေါ့နော်ဒါလေးစမ်းကြည့်တာပါဆိုတော့ let's go ကြည့်ကြအောင်ဆိုတော့အခုကတော့ creative ပြောင်းလိုက်ပြီပေါ့နော်ဟိုတော့ဘာတွေထူးဆန်းလဲဆိုတော့ဘာမှတော့မိုက်တယ်ပေါ့နော်မို့တစ်ချက်လောက်ကြည့်အောင်ပန်းခင်းနေရှိတော့တော်တော်လေးကိုလန်းနေပြီဗျာပန်းခင်းတော့တော်တော်လေးတန်နေပြီလို့တော့ပြောလို့ရတယ်လေစောက်ထဲမှာစောက်မို့တွေကြည့်လို့ရတယ်ဗောမို့တွေ animal ထဲမှာဘာတွေကြည့်ပါမလဲကြည့်အောင် bear ပါတယ် wow မိုက်တယ် deer တွေရောရှက်ငမန်းတွေ wow 3 တော့တော်တော်လေးစုံနေလို့တော့ပြောလို့ရတယ်နော်ခရုတောင်ပါတယ်ဆိုတော့မိုက်တယ်ထဲမှာတော့ပါတယ် monsters ထဲမှာကြည့်အောင် monster ထဲမှာလည်းလုံးဝမိုက်တယ်လုံးဝမိုက်လို့ပြောလို့ရတယ်နော်ရေခဲတွေရောမြည်တွေရောဆိုတော့အဲ့တော့ mermaid အဲ့ဒါပါလဲကြည့်အောင်ဟောဒါပါလဲရေတူထီးလားလမ်းရဟာရေတူထီးအေးပါကွာဒီကရေတူထီးလို့ဆိုးလို့နေဘောနော်ဟာရရှိတာမှတ်တက်တန်ရရှိတာလမ်းတော့ပါဘယ်လေငါလည်းမဖတ်တတ်ပါဘူးဘယ်လေElenja Spear Ninja Shield Ninja okay တော်လေးတော့လမ်းတဲ့ထဲမှာပါတယ်လုံးဝရှန်ထွက်နေရပဲเนาะလမ်းနေရပဲเนาะတခြား structure တွေပါလေရတော့ကျွန်တော်လည်းသိမသိဘူးပါတော့ဘာ structure တွေအများကြီးဒါတော့ကြည့်ကြအောင်ပေါ့เนาะပါမလဲ structure တွေကတော့နောက်မှာပဲပြလိုက်တော့မယ်တုံးတွေရောမြားကြီးပါတယ်ဗောနော် table တွေရောဟိုတွေရောကလတ်ထိုင်ရောလမ်းနေရပဲဒါပါလေဟာမိုက်တော့နောက်မှကြည့်လိုက်တော့ပေါ့ဒါတွေကလမ်းတွေထင်တယ်ဒီတုံးလေးကတော်တော်လေးကိုလှတယ်ကွာတော်တော်လေးကိုလှတယ်ကွာသူမှအတိုင်းလေးပါပဲကြည့်အောင် tag ထဲမှာပါလေပါလဲhuman ထဲမှာပါလဲအထော်တော့နှစ်ခုပဲတစ်ထွေးထူတော့မပါဘူးဒီကလည်းထူကျွန်တော်လည်းနှစ်ခုလို့ဒါလည်းထွေးထူပေါင်းပါဘူးဒါပေမဲ့တန်တွေပေါ့တော်လေးကိုလှတယ်ပေါ့နော်အလံပြလို့ရတယ်ဟာပြန်တော့မလာဘူးပြလို့တော့ရတယ်ပြန်တော့မလာဘူးအဲ့တော့ဘယ်လိုပြောလဲပြန်တော့မလာဘူးပေါ့နော်တခါပြည့်မိပြီဆိုရင်တော့နောက်တစ်ခါမလာတော့ဘူးပေါ့နော်ဒါတော့လမ်းဒါလည်းပါတယ်လားဟာမိုက်တယ်ဘာတွေလဲမသိတော့ကွာဒါရောလမ်းတယ်ကိုဒါတော့မော်ဒုတ်တန်လေးလမ်းတယ်ဝေါဒါလေးရတော့ share ပဲကွာရုပ်တိကြီးရှိတယ်ကွာကင်ထားရဲနေကွာမီးကြီးကွာဒီကောင်ကတက်မယ်ဆိုတော့ကလေးဥပဒေနဲ့တရားဆွဲတော့လမ်းတယ်ကွာမီးလောင်နေကြကွာရုပ်တိကြီးရှိတော့ကွာလမ်းတယ်ဟဲ့ညားလေးကလည်း ice cream တိုင်းဖုံးอ่ะကြည့်တော့လက်မဟုတ်ဘူးဝေါလုံးဝ snow effect တွေဖြစ်လိုက်တာဒါရရှိသေးတယ်ကိုဘာလာဝရာစမ်းကြတော့ဟေးဘူလို့ရေအချမ်းရတော့မြားကြီးဟေးအမကြီးမုတ်ပြေချီအောင်မုတ်မုတ်ပြေလဲလန်းတယ်ဟေးအကောင်30လောက်တော့ပါမှတိချတယ်ကဲဆိုတော့ဘိုးတို့ရေဒါပါပဲကျွန်တော်ဗီဒီယိုကြိုက်နေတဲ့လို့ဆိုတော့ like and subscribe လေးနဲ့ကူညီပေးပါဒီမို့တော့ comment တောင်းမှလည်းဟိုထဲမှာကြည့်လိုက်ပေါ့နော်
ဒါဆိုတော့ဒီတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လက်ဆောင်